မင်္ဂလာပါဒီနေ့ကတော့ပုံမြင်လေးတစ်ပုဒ်ကိုဖတ်ပြမှာဖြစ်ပါတယ်ကျွန်တော်ကတော့အန်နီပါဒီနေ့ဖတ်ပြမယ်ပုံမြင်လေးရဲ့နာမည်ကတော့တစ်ခုတ်သမား2ယောက်ဆိုတဲ့ပုံမြင်လေးဖြစ်ပါတယ်တစ်ခုတ်သမား2ယောက်တခါတော့ရွာတရာမှာအလွန်ကိုကျွမ်းကျင်တဲ့တစ်ခုတ်သမား2ယောက်ရှိတယ်တဲ့တစ်ယောက်ကတော့အသက်ကြီးလာပေမဲ့နော်အတွေ့အကြုံရင့်ကျက်တဲ့တစ်ခုတ်သမားကြီးဖြစ်ပြီးတော့နောက်ထပ်တစ်ယောက်ကတော့ငယ်ရွယ်ပြီးတော့ခွန်အားဗလိုက်နဲ့ပြည့်စုံတဲ့တစ်ခုတ်သမားလေးဖြစ်ပါတယ်တဲ့ဒီလိုနဲ့တနေ့မှာတော့သူတို့တစ်ခုတ်သမား2ယောက်ကသူတို့ရဲ့နော်အရေးအသွေးတွေကိုရှင်ပြိုင်မှုအတွက်ပြိုင်ပွဲတစ်ခုကျင်းပကြမယ်ဆိုပြီးတော့သဘောတူလိုက်ကြတယ်တဲ့ဒီလိုနဲ့အနိုင်အရှုံးကိုဘယ်လိုဆုံးဖြတ်မလဲလို့ပြောချတာပေါ့နော်အနိုင်ရှုံးကိုဘယ်လိုဆုံးဖြတ်မလဲဆိုတော့တနေ့တည်းမှာတစ်ပင်အရေးအတွက်ပိုများအောင်ခုန်နိုင်တဲ့လူကအနိုင်ပဲဆိုပြီးတော့သတ်မှတ်လိုက်ကြတယ်တဲ့ဒီလိုနဲ့ပဲနော်ပြိုင်မဲ့နေ့ကိုရောက်လာတာပေါ့ကွယ်ပြိုင်မဲ့နေ့ကိုရောက်လာတော့ငယ်ရွယ်တစ်ခုတ်သမားတွေကစိတ်တက်ကြွနဲ့အားကျိုးမှန်နဲ့ခုတ်ဖို့အတွက်တစ်တော်တွေကိုမနဲ့အစောကြီးကလေးကဝင်သွားတယ်တဲ့သူကငယ်ရွယ်တဲ့အပြင်နော်ခွန်အားကလည်းကြီးတာနော်စောနာတစ်ခုတ်သမားကြီးထက်သူကငယ်တော့သူကပုံငယ်တော့ခွန်အားလည်းကြီးတယ်အဲ့အတွက်နော်စူးစမ်းမှုချင်းတူရတောင်ဟာသူကတော့အနိုင်ရမယ်ဆိုတဲ့ယုံကြည်ချက်ရှိတယ်အဲ့လိုနဲ့သူကမယံမနာပဲနဲ့တစ်ပင်တွေကိုခုတ်ပါတော့တယ်တဲ့ဒီလိုနဲ့ခုတ်နေရင်းနဲ့တဲ့နော်တစ်ဖက်တော့အုပ်ထဲကပြိုင်မဲ့တစ်ခုတ်သမားကြီးရဲ့တစ်ပင်ခုတ်တာအောင်နားဆွင်လိုက်တယ်တဲ့အဲ့လိုနားဆွင်ပြီးတော့နားထောင်ကြည့်ရပါတော့သူကတစ်ပင်နေခုတ်နေလားဘယ်နှပင်ခုတ်လဲသူကနားလားဆိုပြီးသူကနားထောင်ကြည့်လိုက်တာပေါ့နော်အဲ့လိုနားထောင်ကြည့်လိုက်တော့တဲ့အချိန်မှန်နဲ့တစ်ခုတ်တန်ကိုကြားရတယ်တဲ့ဒါပေမဲ့လို့တဲ့2နာရီချားတစ်ခါမှတဲ့တစ်ပင်ခုတ်တန်ရက်သွားတာကိုသူကသတိထားမိတယ်တဲ့အဲ့ဒါနဲ့ပဲเนาะပြိုင်မဲ့တစ်ခုတ်သမားလေးကတစ်ခုတ်သမားကြီးက2နာရီချားတစ်ခါအနိုင်ယူတာကိုတိလိုက်ရတဲ့အချိန်မှာသူကဘလို့လုပ်လဲဆိုတော့တစ်ခုတ်သမားကြီးကတော့2နာရီချားတစ်ခါနားတယ်ငါတော့မနာပဲနဲ့ဇက်တိုက်ခုတ်ရင်ငါနိုင်မှာပဲဆိုပြီးပို့ပြီးတော့စိတ်အားကြီးတက်ကြွလာပြီးသူကမနာပဲနဲ့မနာမနေနဲ့ဇက်တိုက်ခုတ်လိုက်တာတဲ့နေဝင်သွားတာတောင်တတိမထားမိလိုက်ဘူးတဲ့ဒီလိုနဲ့ပဲနေဝင်သွားတော့သူတို့အနိုင်ရှုံးကိုဆုံးဖြတ်ရမယ့်အချိန်ရောက်လာပေါ့ကွယ်ကလေးတို့ရောဘသူကနိုင်မယ်လို့ထင်လဲခဏလေးပုံမြင်လေးကိုရက်ပြီးတော့စဉ်းစားကြည့်ကြနော်ဟုတ်ပြီဒါဆိုရင်ဆက်ပြီးတော့ပြောမယ်နော်အဲ့တော့ငယ်ရွယ်တစ်ခုတ်သမားလေးဟာ तू ကတော့မနာပဲနဲ့တစ်ခုတ်ထား तू ကနိုင်မှာပဲဆိုပြီးတော့ယုံကြည်မှုရဲ့အပြည့်နဲ့မျှော်လင့်ထားပေမဲ့လက်တွေ့မှာနော်သူတို့ခုတ်တဲ့တစ်ပင်ရည်အတွက်တွေကိုရေးကြည့်လိုက်တော့တဲ့အတွေ့အကြုံရင့်ကျက်တဲ့တစ်ခုတ်သမားကြီးကသူ့ထက်ပိုပြီးတော့အများကြီးခုတ်နိုင်တာကိုသူခုတ်တာထက်ပိုပြီးများနေတာကိုတွေးလိုက်ရတယ်တဲ့အဲ့ဒါနဲ့ပဲနော်ငယ်ရွယ်တဲ့တစ်ခုတ်သမားလေးကတစ်ခုတ်သမားကြီးကိုမေးလိုက်တယ်တဲ့ဒါဘလို့လို့ဖြစ်နိုင်မှာလဲဗျာခမရကျွန်တော်လောက်မခုတ်နိုင်သလိုကျွန်တော်လောက်လည်းမခုတ်ခဲ့ပါဘူးတဲ့ခမရတဲ့2နာရီချားတစ်ခါနာနေတာကျွန်တော်သိရပဲလေဒီလိုမျိုးပြောလိုက်တယ်တဲ့နော်တစ်ခုတ်သမားကြီးကိုဒီလိုပြောလိုက်တယ်အဲ့ဒါနဲ့ပဲရင့်ကျက်တဲ့တစ်ခုတ်သမားကြီးကပြန်ဖြေလိုက်တယ်ဒီမဲ့လူကလေးမင်းမသိလိုက်တာကနားနေတဲ့အချိန်တွေတိုင်းမှာငါပစိန်ကိုတွေးနေခဲ့တာဆိုတာပဲလို့ပြန်ဖြေလိုက်တယ်တဲ့နော်လူကြီးက2နာရီချားတစ်ခါနားတယ်ဆိုမှ तू ကနားတဲ့အချိန်မှာဘာလုပ်တာလဲဆိုတော့အလကားနားမှာမဟုတ်ပဲသူ့ပစိန်လေးကိုတွေးနေတာတဲ့နော်ပုံမြင်လေးကတော့ဒီမှာပဲပြီးသွားတယ်အဲ့ရောကလေးတို့စဉ်းစားကြည့်မယ်နော်လူကြီးကနာပြီးခုတ်တယ်ဒါပေမဲ့လို့ဇက်တိုက်ခုတ်တဲ့တစ်ခုတ်သမားလေးထဲပို့ပြီးတော့တစ်လုံးတွေအများကြီးခုတ်နိုင်တာကိုတို့တွေတွေ့ရအဲ့ဒီတော့နော်သူကပို့ပြီးတော့ခုတ်နိုင်နေတယ်ဘာလို့လဲဆိုတော့နော်ဇက်တိုက်ခုတ်ပေမဲ့လို့ဇက်တိုက်ခုတ်တဲ့အချိန်မှာဒါကနော်ပစိန်ကဘာဖြစ်လဲဆိုတော့တုံးလာတယ်အဲ့တော့နားပြီးတော့ပစိန်လေးကိုပြန်သွေးဖို့လိုတယ်နော်ပစိန်ကတုံးတော့ကြတော့ကလေးတို့ဇက်တိုက်ခုတ်ပေမဲ့လို့ကြာတော့တုံးလာတော့ကြတော့မြန်တစ်ပင်တွေကိုခုတ်နိုင်ပါမလားမခုတ်နိုင်ဘူးလေနော်သွေးပေးမှပစိန်တွေကထက်နေတော့တစ်ပင်တွေခုတ်တဲ့အချိန်မှာမြန်ဆန်နဲ့အများကြီးခုတ်နိုင်တယ်ဒါကြောင့်ရင့်ကျက်တဲ့တစ်ပင်ခုတ်သမားကြီးကအနိုင်ရသွားတာနော်အဲ့တော့ဒီပုံမြင်လေးရဲ့သင်ခန်းစာကတော့ကလေးတို့ဘဝမှာနော်စူးစမ်းတာချင်းအတူတူဆိုရင်တောင်နော်ကလေးတို့ကလည်းစာစူးစမ်းတယ်တခြားတစ်ယောက်ကလည်းစာစူးစမ်းတယ်စာစူးစမ်းတာချင်းအတူတူဆိုရင်တောင်ကိုအားနည်းချက်ကိုပြင်ဆင်ပြီးတော့မှန်ကန်နဲ့တွေးခေါ်ပြီးတော့အားနည်းချက်ကိုအမြဲတမ်းပြင်ပြီးတော့ရှေ့ဆက်ပြီးတော့စူးစမ်းရလူကပို့ပြီးတော့ခြေတလန်းတာတယ်ပို့ပြီးတော့အောင်မြင်မှုရမယ်ပို့ပြီးတော့အမှတ်တွေများမယ်ဆိုတာကိုသင်ခန်းစာယူလို့ရပါတယ်เนาะ
ကိုကကျိုးတော့ကျိုးစားတယ်ဒါပေမဲ့လို့เนาะကိုယ့်ရဲ့အမကဘာလဲဆိုတာကိုပြန်မကြည့်ဘူးလုတ်ပြီးရင်ပြစ်ထားလိုက်တာပဲအဲ့လိုမဟုတ်ဘဲနဲ့ကိုကဆောင်းမွဲဖြေတယ်ဆိုရင်လည်းကိုကတော့ဘယ်နာမှားတယ်ဟောငါဒီနားလေးကိုတော့နောက်တခါမမအောင်ပြန်ပြီးတော့ပြင်မယ်အိမ်စာထိုက်ရင်လည်းဘယ်နားလေးကတော့မှားနေဆိုပြန်ပြီးတော့ပြင်ဆင်မယ်ဒီလိုလေးအမြဲတမ်းပြန်ပြီးတော့เนาะကိုအမားတွေဘာရှိလဲကိုလိုအပ်ချက်တွေဘာရှိလဲဆိုတာကိုလေ့လာနေရမယ်ဒါဆိုရင်ကြိုးစားရခြင်းတူရင်ထောင်ကိုကအမြဲပူတာနေပါလိမ့်မယ်ဒီနေ့ရဲ့ပုံမြင်လေးကတော့ဒါပါပဲကွယ်